ငွေဝင်ကျန်းစုံမန်နန်တပုတ်ကိုတင်ပေးမယ်ကျွန်တော်ကိုယ်တိုင်ရွတ်တာအရန်ပဆိုင်ရတယ်ငွေရွှင်တယ်လက်ပွင့်တယ်ဘယ်လိုခေါ်မလဲငွေဆိုတာမဝင်ခြင်းမှာအဆုံးပဲလက်တွေပွင့်တာပေါ့ငွေတွေရွှင်တယ်အဲ့တော့ကျွန်တော်ပြောကြမယ်အိမ်ထဲမှာအိတ်နေရုံနဲ့တော့ငွေဝင်မလားဆိုတော့အိမ်ထဲမှာအိတ်နေရုံနဲ့တော့ဘူးမှငွေမဝင်ဘူးเนาะဒါပေမဲ့အိမ်ထဲမှာအိတ်နေလေးနဲ့ငွေတွေလည်းဟောဝင်နေတဲ့သူတွေကဘာမှအများကြီးရှယ်ဆိုတော့တွေးရရမယ်เนาะအားလုံးကသူ့ကန့်နဲ့သူ့နေထားနဲ့သူပဲအဲ့တော့ကိုဟာတဲ့ကိုနေထားတဲ့ကိုရဲ့စာတာကိုရဲ့နေပဲကိုရဲ့လုပ်ငန်းခွင်မှာကိုကအောင်မြင်ဖို့နဲ့ငွေတွေဟာစီးစင်းပြီးတော့များစွာသောဝင်ငွေစီးကြောင်းနဲ့ရရှိဖို့အဆင်ပြေဖို့လက်တွေပွင့်ဖို့အလွတ်လောက်ရတာတွေကောင်းမွန်ဖို့အတွက်ကံပိုင်းဆိုင်ရာထောက်ပံ့ယူရမယ်เนาะအဲ့တော့ဒီမန်နန်ကနေ့စဉ်ပွားများနေ့စဉ်ပတ်စံရတယ်အဲ့ဒါတော့လုံးဝအာမခံတယ်เนาะပတ်စံပြန်လာပြကျွန်တော်ပေးမယ်เนาะအဲ့တော့နေ့တိုင်းရွတ်ပါတနေ့ကိုအနည်းဆုံး28ခေါက်ရွတ်ပေးရမယ်ဘယ်နေ့စရွက်ကမလဲဆိုအခုသာစရွက်လိုက်ပါဒီဗီဒီယိုမြင်တဲ့ချိန်သာစရွက်လိုက်ပါအရန်ငွေရွှင်အရန်ပတ်စံရပြီးတော့လက်မတရားပွင့်တဲ့မန်နန်ဖြစ်တယ်ကျွန်တော်ကမစမ်းမဲနဲ့မပြောဘူးပေါ့နော်ကိုယ်တိုင်လည်းရွတ်တယ်ကိုယ်တိုင်ကြင်ကြံတယ်ပွားများအားထုတ်တယ်ကိုယ်တိုင်လက်ပွင့်တဲ့ငွေရွှင်မှအများကိုလည်းမျှဝေတယ်နော်အဲ့တော့ဒီမန်နန်ကဒီဝိဇ္ဇာမြမန်နန်ကျမ်းပရပိုက်မှာဖော်ပြထားတဲ့ဆရာကြီးဦးကျန်းဆွဲရေးသားတဲ့ကျမ်းမှာအတိလဲဖော်ပြထားပါတယ်အရန်ကိုမှပတ်စံဝင်ပြီးတော့လက်ပွင့်တဲ့ငွေဝင်အကျဉ်းဆုံးမန်နန်တစ်ပုဒ်ဖြစ်ပါတယ်မဟာတိဝလိစမဟာတုတ်ခံမဟိဋ္ဌိကဆိုတာကိုတနေ့ကိုအနည်းဆုံး28ခေါက်ရွတ်ပေးရမယ်နေ့စဉ်ပွားများပူဇော်ပေးမယ်ဆိုရင်လက်တွေရွှင်မယ်ငွေတွေရမယ်ပတ်စံတွေဟာအသားစီးမဲ့ကိုဝင်မယ်အကန့်အသတ်မဲ့ကိုဝင်မယ်ငွေဝင်လုံးလို့စိတ်ညစ်လိုက်တာပတ်စံတွေဝင်လုံးလို့စိတ်ညစ်လိုက်တာလို့တော့မှညင်းညူရတဲ့အထိများစွာသောငွေကြေးလက်လာပါလေစီးစင်းဝင်ရောက်လာမှာဖြစ်ပါတယ်အကျွေးချေခြင်းတဲ့သူတွေလည်းဒီကလာဒီမှန်ပွားများပူဇော်ပါမဖြစ်မနေကိုရွတ်ဖို့တော့လိုအပ်ပါတယ်အဲ့တော့အားလုံးကဒီလိုမျိုးလက်ပွင့်စီတဲ့ခါလာမန်နန်တွေကိုရွတ်မယ်ဆိုရင်လက်တွေစင်ပြေလာကြမယ်လက်တွေပွင့်လာကြမယ်အကျွေးတွေကြည်လာကြမယ်ဆိုရင်ဒီအေဂျင့်ตายရတဲ့လူမှုအဖွဲ့အစည်းတစ်ခုကိုထူထောင်လို့ရတာပေါ့နော်အားလုံးကအေဂျင့်ပြီးတော့ပုံပင်လည်းမရှိအကျွေးလည်းမရှိလက်တွေလက်ပွင့်ငွေလက်ပွင့်ပတ်စံတွေတလက်ဟောရပြီးတော့ချမ်းသာဒုက္ခရရှိနိုင်တဲ့နော်ဇောတိကလောင်းနေရလူအဖွဲ့အစည်းတစ်ခုကိုထူထောင်နိုင်မှုအတွက်အများကဝိုင်းဝန်းပြီးတော့ရွတ်ကြပါအားလုံးအေဂျင့်မှုအတွက်ရွတ်ကြပါလက်တွေပွင့်မှုငွေတွေရှင်မှုအတွက်ရွတ်ကြပါဒီကရာရွတ်တဲ့နံပါတ်1ထူးခြားချက်ကပတ်စံကကိုယ့်နောက်ကိုလိုက်တာကိုကငွေနောက်ကိုလိုက်เสียမလို့ငွေဟာကိုယ့်နောက်ကိုလိုက်လာပြီးတော့ကိုယ့်စီကိုဘယ်လိုခေါ်မလဲရှိတဲ့အပေါက်ရတဲ့အပေါက်ကနေတိုးဝင်ပြီးတော့မရမကငွေတွေဟာစီးစင်းဝင်ရောက်လာစေနိုင်တဲ့ငွေကိုစင့်ခေါ်ပြီးတော့ဘယ်လိုခေါ်မလဲကိုဘေးနာပတ်ချလဲမှာကားမွန်သောအေဂျင့်သောလက်ပွင့်သောရွှေငွေရေသနာပေါင်းများစွာပြေဝပြီးတော့ထုကေတိတာပြီးတော့လက်သက်ပတ်ကလို့ခေါ်တဲ့လက်လာပါ